အားလုံးပဲမင်္ဂလာပါကျွန်တော်မင်းညကတော့ကျွန်တော်တို့ဒီမမဝယ်မိတ်ဆွေတွေနဲ့စုပေါင်းအလှူလေးပေါ့နော်တွားလှူနေလို့အဲ့ကျွန်တော်ဒီဗီဒီယိုလေးမတင်ခဲ့ရဘူးပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ညကျတော့မိုးချုပ်ကနေမှကျွန်တော်အနီးကပ်နေတဲ့ Telegram မှာတော့ free word တင်ပေးခဲ့ပါတယ်ပေါ့နော်အဲ့တော့ဒီညမှာလည်းကျွန်တော်တို့ channel တစ်ပွဲရှိတယ်နောက်တစ်ခါကျွန်တော်တို့ Premier League ပွဲချန်တဲ့ပွဲရှိတယ်ပေါ့နော်ဒီသုံးပွဲကနေပြီးတော့ကျွန်တော် free word တစ်ပွဲကိုရွေးချယ်ပြီးတော့မိတ်ဆွေတို့မျှဝေပေးသွားမှာပါအဲ့တော့ free word အကြောင်းလေးပြောခဲ့မှာကျွန်တော်ဒီညမှာတော့ချန်ပီယံတစ်ပွဲလာပရီးမီးယားလိပွဲချန်တစ်ပွဲရနေပြီးတော့ကျွန်တော်တပွဲကောင်းယူစားခြင်းနဲ့မိတ်ဆွေများအတွက်နိုင်ပြေးပွဲရှိပါတယ်နောက်ခါကျွန်တော်ပွဲကြရင်ပြန်ပြီးရော်ပြီးရော်စားပွဲရှိပါတယ်အဲကြောင့်မလို့ကြော့ရှိမှာနိုင်ပေးတပွဲကောင်းနဲ့လက်ကြီးဖိုက်တာညီကိုများအတွက်ပွဲကြရင်ရော်ပြီးရော်စားပွဲယူစားခြင်းနဲ့မိတ်ဆွေညီကိုများဘိုင်ဘာနံပါတ်39 895596 303ကိုဆက်သွယ်လို့ရပါတယ်အဲ့တော့ဒီနေ့ညတော့ကျွန်တော်ရွေးချယ်ပြ free ပွဲလေးကတော့ကျွန်တော်တို့ Premier League ပွဲချန်ဖြစ်တဲ့ Newcastle နဲ့ Crystal Palace ပွဲစဉ်မှာဒီပွဲစဉ်မှာလက်ရှိပေါက်ကြီးက Newcastle က1.50 ဂိုးပေါင်းကြီးက3.50စားပါကျွန်တော်နေတဲ့ဒီပွဲစဉ်မှာတော့ကျွန်တော်ကဒီ Crystal Palace တင်းနေတဲ့အနည်းဆုံးတည်ရမယ်လို့ကျွန်တော်ယူဆတယ်ဘာလို့လဲဆိုတော့ Newcastle တင်းကနောက်ပိုင်းမှာကစားပုံကောင်းလာရဆိုပေမဲ့ Crystal Palace တင်းကလည်းပေါ့ပါနဲ့ကစားပုံလေးတော်လေးမာတာကိုကျွန်တော်သတိထားမိရပေါ့နော်Crystal Palace တင်းနေကအထက်လည်းမအောက်လည်းမကျအနေထားမှာဒီကစားပုံပေါ့ပါကစားတာကိုကျွန်တော်သတိထားမိရနောက် Newcastle တင်းရလည်းဒီကျွန်တော်ကြည့်ရတော့ပွဲပန်းနေပြီးကျွန်တော်ယူဆတယ်ကောင်းနေတဲ့စစ်တက်ပိုင်းနဲ့ပဲတင်းကစားနေတာပေါ့နော်တကယ်ကြတော့ကောင်းနေနေထားကပွဲစက်တွေများနေပြီပေါ့နော်အဲ့တော့ဒီညမှာတော့ကျွန်တော်ဒီ Crystal Palace အနေနဲ့ Newcastle ကွင်းဆိုပေမဲ့အနည်းဆုံးတည်ရမယ်နောက်ဆုံးခက်မတဲ့နိုင်ဝမ်းနိုင်လို့ကျွန်တော်တော့ယူဆတယ်အဲကြောင့်မလို့အခုညမှာတေချာပေါက်အချိုးရှိမဲ့ထိုးခွက်ကတော့မိတ်ဆွေတို့အတွက်ဒီ Crystal Palace body ကိုပဲကစားပါလို့ကျွန်တော်ထပ်ပြီးကြံပြခဲ့ပါတယ် Crystal Palace ကစားမယ်ဆိုရင်မိတ်ဆွေတို့လုံးဝအပြည့်အဝစားရမှာသိကြပါတယ်အဲစားပွဲကမ္ဘာချက်တွေတော့ကျွန်တော်အနိကနေတဲ့ကြက်တွေ့ခဲ့ရဆိုရင်တော့ပုံမှန်တိုင်းပဲအနိကအနေနဲ့ကျွန်တော်ရဲ့ဒီ Telegram channel မှာအခမဲ့မျှဝေပေးထားပါမယ်ဒါကြောင့်မို့ channel လေးကိုမ join ရသေးတဲ့မိတ်ဆွေများအနေနဲ့လည်း channel လေးကို join ပေးဖို့အားလုံးကိုဖိတ်ခေါ်ပါတယ် Telegram channel free link လေးကိုတော့ကျွန်တော်ဒီ video လေးရဲ့ comment လေးမှာအမြဲတမ်းမှတ်ပေးထားပါတယ်အဲ့တော့ video လေးကိုအဆုံးကြည့်ပေးတဲ့မိတ်ဆွေတိုင်းတူချင်းတောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ကျွန်တော်မိတ်ဆွေကြီးကိုများလည်းအခုညမှာ Crystal Palace body ကိုတိုက်ကစားပြီးတော့အားလုံးပဲကံကောင်းကြပါစေလို့ကျွန်တော်ဆုတောင်းပေးခဲ့ပါတယ်